ကျွန်တော်ဘလုံးအရန်ချစ်တာမှန်တယ်ဒါပွဲမျိုးတော့ကျွန်တော်တော့ကောင်းမကန်ရသေးဘူးဒါမဲ့ဒီမှာဒီလိုရံပွဲမျိုးတော့နည်းနည်းကြောက်တယ်ဗျာကြောက်ပေမဲ့အဲ့ဒီဘလုံးတွေ့တဲ့ချိန်ကျလူကဘာမှမသိတော့ပါဘူးဒါကျွန်တော်တို့ဒီတကြံတွေ့မှာတော့ကျင်းပနေတဲ့ love for 80ကျွန်တော်တို့ပိုးလူငယ်တွေပါအကုန်လုံးဒါပြဿနာဖြစ်သွားတဲ့ရံပွဲလေးပေါ့ဗျာဘယ်လိုပြောမှတော့မသိဘူးသူတို့ပွဲမလာကန်ခင်စေးမသွင်းခင်ကလာသူတို့အစီကနေအကုန်လုံးထုတ်ထားပြီလားဘာလို့ရင်ဘာပေးရမယ်ထုတ်ပေးရမယ်ဆိုတော့အကုန်လုံးပါပြီလားဒါကျွန်တော်ဝေဖန်တာမဟုတ်ဘူးကျွန်တော်ဘလုံးချစ်တယ်ကျွန်တော်ဘလုံးကိုအရန်လေးကြိုက်တယ်ကျွန်တော်သိတယ်ဒါပေမဲ့ဘလုံးကိုဒီလိုသူတို့ထုတ်ပြန်ထားတာတော့ပွဲသိမ်းကအဲ့လိုပြဿနာမျိုးဖြစ်သွားတယ်ဆိုတော့တော်တော်လေးစိတ်ထဲမှာတမျိုးလိုဖြစ်တယ်ဗျာဒါပေမဲ့ဘလုံးကနေတဲ့အချိန်တော့စိတ်တော့ထိမ့်နိုင်ချိန်မှာထိမ့်နိုင်မှာတော့ကျွန်တော်လည်းသိတယ်ဒါကျွန်တော်တို့ရှုံးနေဆိုပို့ဆိုးတယ်ဗျာအဲ့ဒီနိုင်တဲ့ပုဂ္ဂိုလ်အချိန်ဆွဲနေတဲ့အချိန်မှာကျွန်တော်တို့ခံစားချက်ပို့ပြီးပြင်းထန်တယ်ဒါကျွန်တော်နားလဲတာဒါပေမဲ့ကျွန်တော်တို့ဒါရေးပို့ပြီးတတိထားဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ်နိုင်ငံမှာမဟုတ်လေသူများနိုင်ငံမှာနေတာဆိုတော့ဒါတကယ်တမ်းပြဿနာအကြီးကြီးဖြစ်သွားရင်ကိုရံဖြစ်တဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဗျာတကယ်တမ်းပြောမယ်ဆိုမြန်မာတနိုင်ငံလုံးကျွန်တော်တို့အိုးဆိုအိုးအကုန်လုံးပါတော့တာအဲ့လိုမျိုးယောက်ျားမင်းကလေးကြီးငယ်အကုန်လုံးပါတော့တာလေဗျာအားကြောင့်ကျွန်တော်တို့ဘလုံးချစ်တတ်မှနဲ့ဘလုံးကြိုက်တတ်မှနဲ့ဒါမဲ့စင်ချင်းလေးလှုပ်စေချင်တာပေါ့ဒါတော့အတွေ့အကြုံယူတယ်လဲပြောလို့ရပါဒီနေ့ဒီလိုလှုပ်ခဲချင်းကြောင့်သူတို့ရံဖိခဲ့ရတယ်နောက်နေ့ပါစီကန်ထုံမလဲဘာလို့မဲအဲ့ဒါပို့ပြီးတော့ကျွန်တော်တို့အတွေ့တို့ပေးစီတော့ဗောဗျာဒါကျွန်တော်တို့ဒီနေ့တကြံတွေ့မှာကျင်းပခဲ့တဲ့ဘလုံးပွဲရံပွဲလေးပါကျွန်တော်ပြီးလဲဒီပုံမှာလဲခြေထောက်ကျိုးသွားတယ်တဲ့ဗျဘလုံးမှာတော့ဘယ်နေရာဖြစ်ဒီလိုဗာလဲပြင်းထန်စွာတန်ရာရမှုထိခိုက်မှုတွေကတော့ရှိတယ်ဗျာဒါတော့ကြုံမမြင်နိုင်တဲ့အနာဂတ်ဖြစ်တဲ့အတွက်ဒါဖြစ်သွားတယ်ပေါ့ဒါလည်းကျွန်တော်တို့ပိုးလူငယ်ပါပဲဖြစ်သွားတာပေါ့ခြေထောက်ကျိုးသွားတယ်ဘလုံးကိုချစ်တာလဲအဲ့လိုကြီးဗျာကျွန်တော်တို့ဒါမဲ့ဘလို့ပဲဖြစ်နေဒီဘလုံးအပေါ်ကျွန်တော်တို့အကောင်းဘက်ကိုပဲမြင်နေပါဘလို့လဲမသိဘူးဟဲ့မင်းသူမအခြေအဲ့လိုမြင်လားသူမဘလို့ဆိုမြင်တိခံနိုင်တယ်မဟုတ်လားကျွန်တော်တို့ဘလုံးချစ်တဲ့ပုဂ္ဂိုလ်လဲအဲ့လိုပဲထင်တာဘလုံးကဘလို့အဲ့လိုထိအခြေအနေစူးပေးတာကျွန်တော်လည်းမစွတ်လွတ်နိုင်ဘူးဗျာဆက်ပြီးစော့ချင်တယ်ဆက်ပြီးကန်ချင်တယ်နေဘူးလားမိုးရွာမလားဘုတ်တွေရှုံးငယ်တွေရေတွေအကုန်လုံးကန်ချင်တယ်ကွာဘလုံးကဒါတော့ခြေထောက်ကျိုးသားတဲ့ညီလေးအတွက်တော့စိတ်ကောင်းပေါ့ဗျာကျွန်တော်တို့ပိုးလူငယ်ပါ